fresh ရလဲကောင်းတယ်နော်ဟုတ်နော် group 1နဲ့ group 2နဲ့ဒီကပ်ပေါ်လာတော့နော်အဲ့မှာဆန်းကြီးကိုကောင်းထည့်မယ်ဗါလဲ much ကိုဒီတော့နော်โอเคရပကြိုက်လည်းပို့ထည့်ပါနော်ဒါကောဒီဆိုလေးနဲ့ပဲဟုတ်လားတော့အကောင်အာလူကပြုတ်လို့မရဘူးเนาะပြုတ်ရင်တော့ပုံပေါ်လို့အဆင်ပြေနော်ခုနမင်းတို့ချစ်ထားတာကအမြင်လေးစတိုင်နော်ဒီမှာလည်းအခုအမြင်ညာနဲ့ဟိုင်လို့ခေါ်တယ်ဒီအဲ့ဒီရှက်ဖတ်ဖန်ရဲ့ origin ကသူကဟုတ်သက်သားနဲ့လောက်တာသူကတိုးသားတိုးငုံစိတ်သားနဲ့လောက်တာဒီမဲ့လည်းညီညာသွားဖြစ်ကအဲ့ဒါပဲတော့ရတယ်တော့နံပါတ်ပေးလိုက်တာတော့ရှက်ဖတ်ဖိုင်နဲ့တော့ရှက်ဆိုတာကတော့ရှိကနေလာတာလေနော်ရှိပြပါလားတိုးချက်တော့ပေါ်ပြပါဦးခုနဲ့တူတယ်နော်ဟောတာโอเคโอ้ဟောကွာဒီဝါရာနော်စိတ်ထားဒီတီကိုမသုံးတော့နဲ့အဲ့ဒါဟုတ်နော်တော်တော်တော်